လောကမှာမပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ခင်မွန်းကြီး10 ပါးရှိတယ်အဲ့ဒီ10 ပါးကမိမိအတွက်အကျိုးများယုံတတ်မဟုတ်လောကအတွက်အကျိုးများသူတွေဟာလည်းခင်မွန်းကြီး10 ပါးထဲမှာပါတယ်အဲ့တော့ခင်မွန်းကြီး10 ပါးဘာတွေလဲဆိုရင်မှတ်ထား1မြတ်စွာဘုရားသူလဲမြတ်စွာဘုရားအဆုံးအမကိုကိုနာယူမနာယူလိုက်နာမလိုက်နာမြတ်စွာဘုရားသည်တလောကလုံးအတွက်အကျိုးများမများဗုဒ္ဓလောကေသမုပ္ပန္နောဟိတယသဗ္ဗဗန္နိနံဆိုတဲ့အတိုင်းအလုံးစုံသောတတ္တဝါတို့ရဲ့အကျိုးစီးပွားအတွက်ပွင့်တော်မူလာတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်မြတ်စွာဘုရားကိုပြစ်မှားရင်လည်းအပြစ်ကြီးစွာတင်တယ်နောက်ပစ္စေကဗုဒ္ဓနောက်ကပါလေပစ္စေကဗုဒ္ဓမြတ်စွာဘုရားတပ္ပိညုတဘုရားရှင်တွေလိုလောကကိုသစ္စာတရားတွေဟောနိုင်တဲ့အစွမ်းတော့မရှိဘူးသို့သောပစ္စေကဗုဒ္ဓကိုလူရတန်းရချင်းကပ်ရပူဇော်ရတဲ့ပုဂ္ဂိုလ်တွေမှာကြီးစွာသောအကျိုးစီးပွားတွေရတဲ့အတွက်သူကလည်းလောကအကျိုးဆောင်သူပဲအဲ့တော့ပစ္စေကဗုဒ္ဓကိုပြစ်မှားမိရင်လဲကံကြီးထိုက်တယ်မြတ်စွာဘုရားကိုပြစ်မှားရင်လဲကံကြီးထိုက်တယ်ပစ္စေကဗုဒ္ဓကိုပြစ်မှားရင်လဲနောက်တစ်ခါယဟန္တာကိုပြစ်မှားရင်လဲနောက်တစ်ခါအက္ခသာဝကကြီးတွေဖြစ်တဲ့လက်ဝဲရလက်ရအက္ခသာဝကပညာအရာဣတတဲ့တကိုးရဣတတဲ့ပုဂ္ဂိုလ်ကြီးတွေကိုပြစ်မှားရင်လဲကံကြီးထိုက်တယ်မှတ်ထားပါခင်မွန်ကြီး10 ပါးမှာမြတ်စွာဘုရားပစ္စေကဗုဒ္ဓယဟန္တာအက္ခသာဝကဘယ်လောက်ရှိသွားပြီနောက်အမိအဖ6 လလွယ်10 လမွေးဖွားပေးရတဲ့မိခင်သည်လေအနန္တကျေးဇူးရှင်တသက်လုံးနှိုးကြိုတိုက်ကျွေးဟိုဘက်အတာထမွေးလိုက်ပြီဆိုကြတဲ့အဲ့ကျေးဇူးဆက်လို့မကုန်းအောင်များပါတယ်ဒါလေးမှတ်ထားပါမွေးကျေးဇူးဖခင်ကျွေးကျေးဇူးကိုယ့်ရဲ့ဖခင်သည်ကိုယ့်အတွက်ဒီဘဝရောက်အောင်ဖခင်ကျေးဇူးမပါဘဲနဲ့ကိုရမှာလားအဲ့တော့မိခင်ဖခင်ပြစ်မှားမိတဲ့လူတွေလည်းမဖြစ်မလဲကံကြီးထိုက်မယ်အကုသိုလ်ကအကြီးကြီးဖြစ်မယ်နောက်တစ်ခါနံပါတ်9ဂုရုတဲ့အလေးမြတ်ပြုအပ်တဲ့ဆရာဗါလဲအကျိုးစီးပွားအတွက်လမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်သင်ပြပေးတဲ့ပုဂ္ဂိုလ်ဂုရုနောက်တတ္ထာဆရာမမ2 မျိုးတတ္ထာဆိုတာအကောင်းအဆိုးအကြောင်းအကျိုးကိုသင်ပြပြီးတော့လမ်းညွှန်ပေးတဲ့သင်ကြားပေးတဲ့ဆရာမျိုးဟိုဘက်ကအဆုံးအမပေးတဲ့ဆရာဒါကအတ္တပညာတွေသင်ပေးတဲ့ဆရာဆရာဘယ်နှမျိုးလဲဂုရုတတ္ထာရှင်းသလားဗါလဲအဆုံးအမပေးတာလဲဆရာပဲအတ္တပညာသင်ပေးတာလဲဒီဆရာ2 ပါးကိုပြစ်မှားမိရင်လဲကံကြီးထိုက်မယ်နောက်တစ်ခုကတရားဟောဓမ္မဂတိကမှတ်ထားပါဗါလဲဓမ္မဂတိကများသည်တော်ကောင်းတို့အတွက်ကုသိုလ်အကုသိုလ်သိအောင်သွန်သင်ဆုံးမမပေးဘူးလားအကြောင်းအကျိုးတွေမြင်အောင်မပြဘူးလားတန်တရားဝိဒုက္ခတွေမြင်အောင်မပြဘူးလားဝတ်ဆင်းရဲကလွတ်ကြောင်းတရားတွေမဟောဘူးလားကိုမနာဘူးကိုမကြားဘူးမသိဘူးဆိုပြီးတော့မပြစ်မှားလိုက်ပါနဲ့တဲ့သူဟာလောကကိုအကျိုးပြုနေတဲ့ပုဂ္ဂိုလ်လောကအကျိုးဆောင်ပုဂ္ဂိုလ်ကြီးဘုရားနဲ့ထပ်တူထားဘုရားရဲ့ကိုယ်ဘွားအဖြစ်လောကကိုဆောင်နေတဲ့ဓမ္မဂတိကများကိုပြစ်မှားမိရင်လေအရေးကြီးတယ်ဗျို့ကိုရောဘလို့ဒီကိုရောဘလို့လုံးမနေကြပါနဲ့ရှင်းလားအရေးကြီးတယ်ဗျို့တို့နိုင်ငံမှာတို့ကပြောစရာတွေအများကြီးပဲသတိထားမိကြရင်တော်ပါပြီနော်နောက်ဆုံးတစ်ချက်ကနော်တရားဟောပြပေးတဲ့လူပြီးရင်ကျွေးဘူးသူကိုညီဘူးသူစောင့်ရှောက်ဘူးသူနောက်ဆုံးရေတစ်ခွက်ကလေးတိုက်ဖူးတဲ့လူကစားကျေးဇူးရှင်ဟုတ်ကလားအတုံးဆွဲသုံးစရာဆွဲစရာမရှိလို့ပေးခဲ့ပန်းကန်းခဲ့ဘူးတဲ့ထောက်ပံ့ခဲ့ဘူးတဲ့လှူဒန်းခဲ့ဘူးတဲ့ဒါကြောင့်မို့ဘလောက်ထိတွင်တင်ထားလဲဆိုတော့တစ်ပင်ရိတ်မှနားဘူးရင်တောင်အဲ့ဒီတစ်ပင်ဂိုင်းကို
ချိုးချိုးမလောက်အပ်ဘူးလို့မပြောထားဘူးလားအဲ့ဒီတစ်ပင်အရေးမှနေဘူးလို့နားခိုဘူးရင်အဲ့ဒီတစ်ပင်ကကိုကျေးဇူးရှင်အဲ့တော့မပြစ်မှားထိုက်တဲ့ကျေးဇူးရှင်ကိုပြစ်မှားမိရင်လည်းဘာဖြစ်မလဲကံကြီးထိုက်မယ်ရှင်းသလားအဲ့တော့ခုကြည်စံတို့ခင်မွန်းကြီးဘယ်နှပါတစ်ကမြတ်စွာဘုရားနှစ်ကပိစိကဗုဒ္ဓသုံးကယဟန္တာလေးကအခါသဝကကြီးနှစ်ပါးတဲ့ငါးကမိ၆ကအဖခုနှစ်ကဆုံးမတတ်သောဆရာဗါတဲ့ခုနှစ်ကရှစ်ကသင်ကြားပေးသောဆရာပြန်ပြောဒါကြောင့်မလို့သင်ဆရာမြင်ဆရာကြားဆရာမလားဘူးလားဒီမှာတော့ဂုရုနဲ့တတ်ထာဆိုပြီးနှမျိုးလောက်ထားတယ်အဆုံးမပေးတတ်တဲ့ဆရာသွန်သင်ပြတတ်သောဆရာနောက်ပါလေဓမ္မကတိကရှင်းရလားလောကကိုတရားပြနေတဲ့အလင်းပြနေသောဓမ္မကတိကများနောက်နံပါတ်10ပါလေအဲ့တလုံးစားဘူးသူကျေးဇူးရှိသောပုဂ္ဂိုလ်တွေကိုမပြစ်မှားရဘူးတဲ့ပြစ်မှားရင်ဘာဖြစ်မလဲကံကြီးထိုက်မယ်ဒဏ်သင့်မယ်တဲ့ဘာဖြစ်မလဲကဲအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကချစ်သားတို့တဲ့ငါရဲ့သားတော်မောက္ကလံအရှင်မြတ်ဟာတဲ့အခုဘဝမှာတော့ဖြစ်မထိုက်မတန်မအပ်မယာသေရတယ်လို့မင်းတို့ဆိုခြင်းဆိုလိုက်သို့တော့သူပြုခဲ့တဲ့အတိတ်အကြောင်းကံနေမရှိဘူးလားကမ္မံဝိပါကတ္တဆိုတဲ့အတိုင်းဝှကျွေးတော်အရာသူသည်မိဘအမိအဖကိုပြစ်မှားမိတဲ့ခင်မွန်းကြီး10ပါးကျဲကဒီမိကောအဖကောနှစ်ပါးလုံးကိုစီညက်ချီအောင်ရိုက်တတ်ခဲ့သူပြုခဲ့တဲ့အကုသိုလ်တိုင်းခုသူ့ကိုဖွဲ့အိတ်ကြီးတစ်ဖွဲ့အယိုးတွေကြည့်အောင်အရိုက်မခံရဘူးလားအဲ့တော့သူသည်အဲ့ဒီမိဘနှစ်ပါးကိုတတ်မိတဲ့အချိန်ကစပြီးဘဝပေါင်းသိန်းပေါင်းများစွာငရဲမှာနေခဲ့ရတယ်ငရဲမှာဘယ်လောက်ဘဝသိန်းပေါင်းများစွာငရဲမှာနေရပြီးလွတ်လာတဲ့ဘဝဖြစ်လေရာဘဝတိုင်းမှာအခုလိုသူများတတ်လို့တည်ခဲ့ရတာကြီးပဲတဲ့ရှင်းမလားသဘောပေါက်သလားဖြစ်လေရာဘဝများစွာမှာဆိုတော့အတော်မတတ်နိုင်အောင်ဒါအခုပစ္စည်းမဘဝကနောက်ဆုံးဝတ်ကြွေးကိုနောက်ဆုံးဘဝတိခါအဲ့တော့အခုတော်အောင်လို့လှုပ်ထားတဲ့ကံတစ်ခုလှုပ်ပြီးရင်ဒီအကျိုးပေးရလာမလားမလာဘူးလားအေးဒိဋ္ဌဓမ္မဝေဒနိယကံဆိုတော့9ရက်9လ9နှစ်တွင်းလဲလာတတ်တယ်ဥပပိစ္ဆဝေဒနိယကံဆိုဒီဘဝအကျိုးမပေးရင်ဒုတိယဘဝမှာအကျိုးပေးလိမ့်မယ်ဒီလိုမှမဟုတ်ရင်အပရာပရိယဝေဒနိယကံတန်တရားမဆုံးသရွေ့လိုက်ပြီးအကျိုးပေးမှာရှင်းသလားဒါဖြင့်ကံကိုတတိထားတယ်မထားတယ်ဂျင်းနကလားချစ်သားတို့တဲ့အဲ့ဒါလိုမပြစ်မှားတဲ့ခင်မွန်းကြီး10ပါးကိုပြစ်မှားမိရင်ဒဏ်10ပါးသင့်လိမ့်မယ်တဲ့။ဘာ10ပါးဒါလေးလည်းလက်ဆောင်မှတ်သွားအောင်နော်တိဖြစ်လေရာဘဝမှာပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုခံစားရမယ်တဲ့ရောခေါင်းကိုက်ဘူးကြလားအဲ့ဒါဆိုအဲ့ဒီအကျိုးရှိတယ်မှတ်ထားသဘောပါလားဦးဇင်းရဲ့ခမဲတော်ကြီးကလည်းခေါင်းခဏကိုက်တယ်အဲ့ဒီခေါင်းကိုက်လုံးလို့သူဆေးတွေမှားတော့ပြီးအသေးပြက်ပြီးတည်သွားတယ်နော်အဲ့တော့ဦးဇင်းကလည်းမကြခေါင်းကိုက်တယ်ဘာဖြစ်လို့ပါလဲခင်ပွန်းကြီး10ပါးကိုပြစ်မှားဘူးတဲ့အကုသိုလ်ကံအကျိုးဆက်တွေရှိနေတယ်အကျိုးရင်းအကျိုးပွားအကျိုးဆက်ရှင်းလားသဘောပေါက်သလားချင်းချောက်နေတာလားချောက်လန့်နေတာလားကြောက်အောင်ပြောနေတာလားရှင်းနာကလားအားလုံးကိုစဉ်းစားခေါင်းလေးတစ်ချိန်လောက်ကြိုက်ဘူးတိုင်းဩငါခင်မွန်းကြီးပြစ်မှားတဲ့အပြစ်ရှိခဲ့ဘူးလေတချို့သေသာသွားတဲ့ခေါင်းကြိုက်တာဘာမှမသိတဲ့လူတွေတပုံကြီးရှင်းရလား